ဒီတစ်ခါတော့ဘယ်သူမှမမေးပေမဲ့ဆရာပြောကိုပြောရမယ့်ကိစ္စလေးရှိတယ်เนาะအဲ့တော့ကလေးငယ်တွေကိုဖျားတဲ့အခါမှာတင်မားကိုဆေးထိုးတဲ့ကိစ္စပေါ့နော်ဒါကဆရာတို့နယ်တွေမှာလည်းတအားကြုံရတယ်လို့ရန်ကုန်မှာလည်းတချို့နေရာတွေမှာကြုံရတယ်เนาะဆိုတော့ဒါကမလုပ်တဲ့အလုပ်တစ်ခုပါအဲ့တော့ကလေးဖျားလို့ရှိရင်ဆရာတို့တောက်ဆေးပဲပေးပါတယ်73နှစ်အောက်ကလေးဆရာတို့ဆေးတင်မားကိုမထိုးဘူးလက်ကိုထိုးသလားထိုးတယ်เนาะအရင်အရေးကြီးရင်ဆရာတို့လက်ကိုပိုးသက်ဆေးတွေထိုးကြတာရှိပါတယ်အဲ့တော့တင်မားကိုတော့ဆရာတို့ဖျားလို့ထိုးတဲ့ဒီဒိုက်ကလိုတွေကိုမထိုးကြပါဘူးเนาะအဲ့တော့နိုင်ငံခြားမှာဆိုလို့ရှိရင်စာလူကြီးတောင်မှပဲဆရာတို့မထိုးကြပါဘူးเนาะတော်ုံတိုင်အောင်ဆိုလို့ရှိရင်ဆိုတော့ကလေးဆိုလို့ရှိရင်ထိုးတယ်ဆိုလို့ရှိရင်ကလေးရဲ့ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံဟာလူကြီးနဲ့ကွက်တိမကြသေးဘူးမတူသေးဘူးအဲ့တော့တင်မားရဲ့အောက်ကအာယုံကြောတွေကလူကြီးတွေမှာရှိတဲ့နေရာတွေမှာတချို့ကလေးတွေရှိမယ်တချို့ကလေးတွေမှာမရှိသေးဘူးနောက်တင်မားလေးကသေးသေးလေးဖြစ်တဲ့အတွက်ကြောင့်မလို့နေရာလေးနည်းနည်းလွဲသွားတာနဲ့အောက်ကအကျိုးကိုထိသွားနိုင်တယ်အဲ့ဒီအခါမှာဒါသူတို့တွေကြုံဘူးခြင်းလဲကြုံဘူးကြမယ်ကြားဘူးခြင်းလဲကြားဘူးကြမယ်ဆေးထိုးလိုက်လို့ခြေတော့အောက်ပိုင်းမှာဆရာတို့တွေတန်ဆွမ်းမှုမရှိတော့တာတွေကြော်ရရတယ်ဆိုပြီးတော့သူတို့တွေကြုံဘူးကြပါကြားဘူးကြပါလိမ့်မယ်အဲ့တော့တချို့ကြောင့်လဲထိုးလာတာတစ်သက်လုံးထိုးလာခဲ့တာဘာမှမဖြစ်ဘူးအသက်ကြီးလာပြီမှန်ပါတယ်မဖြစ်တဲ့သူကမဖြစ်လိုက်ဘူးပေါ့နော်ဖြစ်လိုက်တဲ့လူကြတော့တဘောဝလုံးပေါ့နော်အဲ့တော့ဒါဆရာပြောတာဟုတ်မဟုတ်အခုအောက်မှာ comments မှာလည်းဆက်ပြီးတော့ရေးကြမဲ့လူတွေကြုံဘူးကြတဲ့လူတွေရေးတာကိုကြည့်ရင်တွေ့ပါလိမ့်မယ်နော်